ကျွန်တော်တို့ဈေးဝယ်ထက်ဖို့သွားတယ်ပိတ်ရက်တွေမှာကျွန်တော်တို့ဈေးဝယ်ထက်လေးရှိတယ်အများစုကတော့ကျွန်တော်တို့အနီးနားတစ်ပိုင်းမှာပဲဝယ်တယ်မြို့တဲ့အထိတော့သွားလို့မရှိဘူးနည်းနည်းသွားတာနည်းနည်းအလံဝေးတယ်လီပူလာထားစီးရတယ်ရက်စီပြင်းပြကြာချင်ရတော့နိုင်ဝယ်အဲ့ချိန်မှာကျွန်တော်ပြောချင်တာကယထာပူလာသွားပြီးတော့ယထာစီးမယ်ပြီးရင်ကျွန်တော်တို့သွားကြတဲ့ပူလာအထိရအောင်စီးမယ်ပြီးရင်ဆင်းမယ်တကယ်တမ်းကျတော့ကျွန်တော်တို့သွားလဲသွားရောစီးနေချပူလာနေစီးဖို့သွားတယ်အဲ့တော့ဂျပန်တော့ဖူမီခီလို့ခေါ်တယ်ဒီဘက်ကလာမလားဟိုဘက်ကလာမလားများပြတယ်ပြီးတော့အတန်လည်းမြေတင်းဆိုပြီးလူကလာနေကူဖို့ဖွင့်မပေးဘူးဘာဖြစ်တာလဲဆိုတော့လမ်းတစ်ဝက်လောက်မှာယထာကရနေတာဖူမီခီလို့ခေါ်တဲ့ကားတွေဆိုင်ကယ်ဆက်ပြီးလူတွေဖြတ်သွားတဲ့ယထာလမ်းကိုဖြတ်သွားတဲ့လမ်းရှိတယ်အဲ့ဒီနေရာမှာယထာရနေတာကြော်သွားတဲ့တခုခုနဲ့ယထာနဲ့တိုက်မိတာလားကျွန်တော်သိချင်မသိဘူးကျွန်တော်သွားမှာကလေးဘူးတာဒါပေမဲ့တပူတာအတိကိုတော့ကျွန်တော်ဆက်ဘိန်းနဲ့သွားတယ်လူကကလေးဘာမကလေးတာလဲဒါတော့ကျွန်တော်တို့ဆက်ဘိန်းသွားထားပြီးတော့ပြန်ထွက်လာတာဖြစ်ပါတယ်အစိတ်ကတော့ကလေးမဟုတ်ဘူးလို့ပြောနေတာပေါ့ကျွန်တော်မွေးထဲမှာမဟုတ်တော့အခုကတော့ငါဈေးထွက်ဝယ်တော့ရွေးကောင်းတယ်ကွာဒါကတော့ရပ်ပြီးတဲ့ကားတွေကိုကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့လက်တစ်ဖက်မြောက်ပြီးလန်ကူတာဖြစ်ပါတယ်ဂျပန်ရဲ့ထုံးတာဖြစ်ပါတယ်ဟောက်ကြတယ်44မိနစ်ဆိုတော့ပူရာမှာရက်နေပြီးတော့အခုတနင်္လာလောက်ရထားထဲမှာပဲဆက်ဆောင်နေရတာဖြစ်ပါတယ်ဆွေကပဲထည့်လို့ရဆုံးအပက်စမို့တူကမရဘူးမင်းထည့်လို့ရမသိဘူးလေဒီတိုင်းခိပြီးစကန်ဖက်တယ်ဟာsystem မြင်တယ်ကွာဒီကော1920ပါအဲ့လို system တွေပါဝင်မသိခဲ့ပါလားဒါတွေကဆင်းမကြီးကွာမိုးရွာတယ်ကွာဒီနေ့နိုင်ကစထက်တာနိခွေကစထက်တာအခုကဘယ်လိုနိုင်ပါလဲ6နာရီဘယ်လိုရိုးဆိုလို့ရှိရင်နိုင်ဝဲလောက်တော့ကြာနိုင်ဝဲလောက်ကြာမဲ့ခီးကအခုနိခွေ3ခွဲ4ခွဲ5ခွဲ6နာရီဆိုတော့3နာရီခွဲဒီလိုမျိုးယထာတစီကသွားလို့မရဘူးဆိုလို့ရှိရင်နောက်လာမယ့်ယထာတွေလည်းဆက်သွားလို့မရဘူးတခုခုကိုအမားယွင်မခံတဲ့အတွက်တခုခုဖြစ်တာနဲ့အကုန်လုံးအကုန်လုံးကနောက်နေသွားတယ်အဲ့လိုမျိုးရေကြီးကိစ္စတွေနဲ့ယထာနဲ့သွားမယ်ဆိုလို့ရှိရင်နေ့တော့အန်ဒီများတာတော့ကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်စထွက်တာက2နိုင်ခွဲကျွန်တော်ရောက်ခဲ့တာက6နိုင်ခွဲဝန်းကျင်နိုင်ခွဲလောက်မဲ့ကြာမဲ့ခီက3နိုင်ခွဲကြာခဲ့တယ် accident တခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ယထာလမ်းကြောင်းတစ်လျှောက်လုံးကနောက်နေမှုတွေအကုန်ဖြစ်သွားတယ်။ယထာထွက်ချင်လဲတနာရီခွဲ2နာရီအဲ့လိုမျိုးနောက်ကျတာတွေဖြစ်သွားတယ်။အဲ့ဒီယထာ accident ဖြစ်တဲ့နေရာအကုန်လုံးဖြည့်ရှင်းပြီးတဲ့အထိစောင့်ရတယ်ဆိုတော့အချိန်တော့နည်းနည်းကြာမယ်။ဈေးဝယ်ဖို့ပဲထွက်ခဲ့တယ်။ဒါပေမဲ့တဏ္ဍပါတပွဲနေသွားတူလူတွေတွေ့တယ်။ဒါတဏ္ဍပါတအော်သိပါကွာတဏ္ဍပါတမဆူရီကိုမနစ်ကရာသီဥတုနဲ့ရှင်းလိုက်တယ်ဆိုရှင်မနစ်ကလည်းကျွန်တော်ဆက်ပြီးနဲ့သွားခဲ့တယ်။အဲ့ချိန်ကရာသီဥတုကတော်တော်ပူနေပြီကျွန်တော်တို့တဏ္ဍပါတကျင်းပတဲ့အချိန်ကတူတူပဲဒါပေမဲ့ရာသီဥတုကမနစ်ကတော့မပူတာကျွန်တော်သတိထားမိခဲ့တယ်။မိုးလည်းရွာလူတွေကတော့များတယ်။တဏ္ဍပါတပွဲမှာဆိုလို့ရှိရင်ဂျပန်ကသူတို့ရဲ့ရိုးရာဝတ်စုံတွေပါလေဝတ်ပြီးတော့ပွဲတွေကိုဆင်နွှဲတာပေါ့လား။
ခုမြင်တွေ့နေရတာကတော့ဂျပန်နိုင်ငံရဲ့နေရာဒီပွဲတော်တွေကတစ်ခုဖြစ်တဲ့ဒါနာဘာတာလို့ခေါ်တဲ့ဂျပွဲတော်ဖြစ်ပါတယ်ဒီပွဲတော်မှာတော့ကွဲကွာနေရတဲ့ချစ်သူတို့ဖြစ်တဲ့ဟိုရီဟီမဲနဲ့ဟီကိုဘိုရှိတို့တနေ့မှတစ်ချိန်ပဲတွေ့ဆုံခွင့်ရတဲ့ဇူလိုင်9ရက်နေ့ကိုဆွဲပြုပြီးကျင်းပတာဖြစ်ပါတယ်ဒီနေ့မှလူတွေဟာမိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုရောင်စုံစက်ကူလေးတွေပေါ်မှာရေးသားပြီးဝယ်ပွားပင်ကိုင်းတွေမှာခြေဆွဲပြီးစီတောင်းလေ့ရှိကြတာဖြစ်ပါတယ်ဒီမျိုးလုံးလည်းအယောင်သွင်းစုံနေတဲ့စက်ကူအလားစီမှုတွေနဲ့တင်ဝင်လှုပ်ရှားနေတတ်ပါတယ်သူတောင်းစကားလို့ရေးပြီးတော့ဝါခိုင်းဒီပေါ်မှာရေးချိတ်ရတာပေါ့လေကျွန်တော်တော့မချိတ်ဘူးဒီမှာပဲကျင်းပတဲ့ပွဲတော့မဟုတ်ဘူးတရုတ်ကယူရအခြေခံပြီးဆင်းသက်လာတာဖြစ်တယ်စန်တိုင်းမြို့ကတော့ဂျပန်နိုင်ငံမှာတဏ္ဍပတ္တကျေပွဲတော်ကိုစီစီကားကားနဲ့အကြီးဆုံးကျင်းပတဲ့မြို့ဖြစ်ပါတယ်အတူတူဒီမှာပါအဲ့လိုကွာရထားသွားတဲ့လောမှာအချိန်နဲ့သွားတဲ့အလို့ကွာရှင်းခန်းစာနည်းနည်းလေးသူ့လာမြင့်တယ်ကွာအဲ့ဒါသူ့တဲ့လောရထားဖြောက်လင်းရဖြောက်ဝင်ပြီးတော့ရထားလင်းဝင်တိုက်မိတာအဲ့ဒါကြောင့်ပြက်တာလမ်းကြောင်းတွေမဟုတ်ကသွားလို့တော့ရတယ်တို့နှစ်ချက်ဒီကိုရထွက်တာအခုကဘယ်နှစ်နာရီလဲလီ6နိုင်မှစီစိုးကရောက်တယ်ကွာသွားလို့ ပြန်ရင်တော့သပိတ်စီပြီ နောက်နေ့မှလိုက်လာခဲ့ပါ ဘယ်တော့မှ မင်းမတွေ့တာငါပြမယ်ငါပြဟုတ်ကဲ့ပါနော်အကျော်သွားပါတယ်ဒီအလုံးအလားလည်းပွဲရတာပါဘယ်လိုရှိရရောင်းလာတယ်ရှိဘူးလည်းရှိတယ်အဲ့ကောင်းတယ်ပါပါလေသူတို့ကတော့ NHK တို့ဘာတို့မှလာတယ်လေလာတယ်နားထောင်တယ်ဖိုးဖိုးဆိုရင်လည်းပြောတယ်လေဖိုးဖိုးကဘာပြောတာလဲမြန်မာကဘာတွေဖြစ်နေပြီတဲ့သူတို့ရဲ့စိတ်မှာပေါ့အဲ့လိုထိတ်ခေါင်းစည်းပိုင်း headline တွေဘာတွေမှာပေါ်တာလေတို့ဆိုလည်းမြန်မာမှာလာတော့လာပါတယ်နော်တိတ်တော့မရှိဘူးကသူတို့က NHK ဆိုတာကမ္ဘာသတင်းဌာနဆိုတော့လေသူကအဲ့လိုသတင်းလိုက်စုတာတွေရှိတယ်ကွာအဲ့တော့သူတို့နိုင်ငံကိုလည်းဖြန့်ပေးလို့တော့ရတာကျော်ဘာရလိုက်လဲဆိုတော့ဒီမှာလည်းသူတို့ကသူတို့ရဲ့ရိုးရာကိုမပြည့်ပယ်ဘူးဆက်လက်ထိန်းသိမ်းထားတယ်ရထားနဲ့ပို့ဆောင်ရေးစနစ်ကအလုံးကောင်းမှုနဲ့အချိန်လည်းတိကျတယ်မှန်ကန်တယ်တမရတဲ့အချိန်တွင်ရောက်တယ်နောက်ကျတယ်ဆိုလို့ရှိရင်လည်းနောက်ကျမဲ့အကြောင်းစာထိုးတယ်ဗျဘယ်နှမိနစ်နောက်ကျပါမယ်ဆိုတာကောင်းမှုပဲမဲ့လို့အခြားတစ်ဖက်မှာမမျော်လင့်ထားတဲ့ဘေးဥပဒ်တစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အကုန်လုံးကနောက်နေသွားတယ်ဆိုတာကျွန်တော်သိလိုက်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ကဲနောက်ပါမှာပြန်ဆောင်ကြလို့မှာတက်ပင်ထားတဲ့နေရာပြန်ရောက်တာဖြစ်ပါတယ်။ကဲမိုးရတော့လည်းနည်းနည်းရုပ်ကန်ရအောင်မယ်